ယောက်ျားနဲ့စိတ်ကောက်လို့နော်ရီးစားနဲ့စိတ်ကောက်လို့သတိလေးချအောင်စောင်းမယ်ဆိုလို့ရှိရင်လည်းပါပါနက်နက်လေးနော်သတိလေးကြတခါကိုရက်ွက်ထဲရှိတဲ့နော်ပို့မဲ့စေးကန်းဆရာဝန်ကသဘောကောင်းသလားစိတ်ရှည်သလားအဲ့ဒါလေးလူနာများသလားအဲ့ဒါလေးကိုလည်းအခြေအနေလေးကြည့်အောင်တချို့ဆရာဝန်တွေကစိတ်မရှိဘူးအဲ့မျိုးဆိုရက်တွေကိုယ်ပြီးပြန်လာမယ်အဲ့တချို့ဆရာဝန်တွေကြတော့ကိုတို့လိုဆရာဝန်တွေဆိုလို့ရှိရင်သတိလေးချအောင်စောင်းနေပြီမလို့လည်းပဲခုနပြောသလိုပေါ့လူနာကိုအဆက်ကွဲမှာဆိုတဲ့အတွက်ကြောင့်မလို့ဖေးဖေးမမလေးလောက်တက်သေးတယ်သိတယ်မလားအဲ့လိုမျိုးအချိန်နေရက်ကိုသုံးသပ်ပြီးတဲ့ခါကျတော့လူနာကိုထွက်ပေါက်ပေးလေးရှိတယ်နော်အဲ့တော့လူနာကြောင်းပြောရတာပေါ့ကွယ်ဩလူနာအချိုတက်ကလေးရော့သွားလို့မလို့တတိလေးနေတာနဲ့တူပါတယ်နော်အဲ့ခါကျတော့ဘာမှအန်ဒီမရှိဘူးနော်ဒီအချိုရည်လေးဆိုတာဂလူးကိုလေးဘာမှအန်ဒီမရှိဘူးနော်အဲ့တော့ तू ကဆေးမထိုးရင်လည်း तू ကတတိလဲလာလို့ကမရဘူးလေနော်အဲ့တော့ကျဟန်ဆောင်ပန်းဆောင်နော်မိုးရည်လိုဟာမျိုးလေးတွေအချိုရည်လိုဟာမျိုးလေးတွေကိုနော်အဲ့တော့ဒီအချိုရည်လေးထိုးလိုက်လို့ရှိရင်ကတော့တတိပြန်လဲလာမှာပါဆိုပြီးတော့ဆရာဝန်ကအဲ့လိုလမ်းကြောင်းထားရင်အဲ့လမ်းကြောင်းနဲ့နောက်ကိုလိုက်နော်အဲ့ဒီအချိုရည်လေးထိုးပြီးတာနဲ့မျက်လုံးလေးပိကလက်ဖွင့်ပြီးအဲ့လိုလေးလောက်ပြီးအခါကျတတိယပြန်လဲလာခဲ့လိုက်တော့အဲ့လိုလုံးလုံးမှတတိယပြန်မလဲလားစိတ်မရှိတဲ့ပုံမှန်နဲ့အမှသွားဆေးရုံဆိုပြီးတော့သုံးမင်းပေါ်တင်ပြီးတော့လွတ်လိုက်လို့ရှိရင်အဲ့ဒါအိတ်ချောင်ဆောင်ပြီးတော့ဆေးရုံဘူးမသိဘာမသိနဲ့အဲ့ပါသွားအောင်မဆေးရုံရောက်တဲ့ခါမှာတကယ်တတိလေးနေတယ်တင်ပြီးတော့အဲ့ပြဿနာလေးတက်ပြီးပြန်လာအောင်မယ်အဲ့လိုကြတော့ပါနက်နက်လေးတတိလစ်ပါเนาะအဲ့တော့ဟိုအပြင်ဆေးကမ်းမှာတွေเนาะအဲ့လိုမျိုးလေးတွေเนาะမိုးရည်လေးထုတ်ပြီးတာနဲ့မျက်လုံးလေးပိကလက်နဲ့တတိလေးပြန်လဲလာလိုက်အဲ့ဒါဆရာဝန်ကနောက်ကတားသဘောကောင်းတဲ့ဆရာဝန်ကိုနဲ့ရင်းနှီးတဲ့ဆရာဝန်ဆိုအောင်သွဲတောင်လောက်ပြီးအောင်ပါเนาะအဲ့တော့ကိုရုဆိုလို့ချင်းအဲ့လိုမျိုးတတိလေးလာကြအောင်ဆောင်နေပေါ့နော်အဲ့လိုအတိတွေလူနာတွေဆိုလို့ချင်းကိုရအောင်သွဲလောက်ပေးလိုက်တာလာအောင်ငါကိုအမနော်အဲ့လိုမျိုးတွေစိတ်ဆင်းရအောင်မလုပ်ပါနဲ့နော် तू ကအဲ့လိုမျိုးတွေစိတ်ဆင်းရတဲ့ဓာတ်မခံနိုင်မှုနဲ့တွေ့အဲ့လိုစိတ်ဆင်းရတဲ့ရန်ဖြစ်တယ်ဆိုအဲ့လိုတတိလေးသွားတာ तू ကနှလုံးတွေပါလေတိတ်မကောင်းမှုနဲ့တူတယ်အဲ့တော့စိတ်ချမ်းသာအောင်ထားလိုက်ပါနော်ပူကျင်လာလိုက်ပါပူပြီးအလိုလိုက်ပါငါကိုရဲဆိုအဲ့လိုမျိုးလေးတွေအောင်သွဲလောက်ပေးလိုက်သေးတာကိုက bonus အနေနဲ့နော်စိတ်မရှိတဲ့ဆရာဝန်တွေကဗောလီဘောပုတ်တယ်လို့ပုတ်လာသွားဒီမှာလည်းမရတော့ဆေးရုံသွားဆေးရုံ OPD ရောက်မှဒုက္ခတွေရောက်ပြီးပြန်လာနေရမစလို့နော်အဲ့တော့ပါနက်နက်လေးတတိလစ်ပါနော်